ကဲဒီလေထဲမှာတော့ရှမ်းတိုင်းသူလေးဆွဲမယ်နော်ကဲမှာဘဲဥပုံလေးရာလိုက်တယ်မျက်နှာလေးကိုပြီးတော့အဲ့တဝက်လောက်မှာနရွက်လေးဆွဲတယ်နရွက်နဲ့တရံနဲ့မှာမျက်ခုံးလေးနှစ်ဖက်ဆွဲတယ်အဲ့မျက်လုံးလေးကြီးနှာခေါင်းပါးစပ်ပေါ်ကခေါင်းပေါင်းလေးဆွဲဖို့တဲ့အဲ့လိုအကြောင်းလေးချလိုက်ပြီးတော့စပင်တောင်းစုံလေးဆွဲတယ်နောက်ပြီးရင်အပေါ်ဘက်ကခေါင်းပေါင်းလေးကဟိုဘက်ကလိုဒါဖုံးပေါင်းတော့မဟုတ်တာနည်းနည်းပြပြလေးပေါ့ပြီးရင်ဒီဘက်ကခေါင်းပေါင်းစာလေးခုံလေးနှစ်ဖက်ဆွဲမယ်အမခန္ဓာကိုယ်လေးမိန်းကလေးခန္ဓာကိုယ်လေးဆိုခါးနေရလေးနည်းလေးတိမ်ပြီးလိုက်မယ်နော်ပြီးတော့ထမိန်ဒီဘက်ရှစ်တောက်လေးရှိလေတာဟိုဘက်ကနည်းနည်းဆောင်းလာတဲ့ပုံလေးနော်ပြီးသူကလည်းကနေမှာကနေတော့လက်ကလေးကိုလိုလေးကွေးလိုက်မယ်သူကရှေ့ကတယောက်နဲ့ကွယ်သွားပြီပေါ့နော်အဲ့ဒါကြအဲ့လိုမျိုးလေးသူပေါ်တလောက်လေးပေါ့ဒီဘက်လက်ကလေးကလည်းမြှောက်ပြီးတော့ကနေမှာဆိုတော့သူကဒီကရာမလေးရဲ့နောက်ဖက်ကိုအဲ့လက်ကလေးကစံပြီးတော့ကနေပုံလေးဆွဲမှာနော်ပြီးရင်အင်ကြီးလေပင်လေးဆွဲမယ်အဲ့လိုပုံစံလေးเนาะသူကလေပင်လေးကအဲ့ဖီပုံလေးပြီးရင်ထမိန်ကအစင်ကြောင်လေးထည့်မယ်ကဲဒီဘက်မှာတော့ရှင်းတိုင်းသားလေးဆွဲပါမယ်အပေါ်နားလေးကိုဖြတ်လိုက်မယ်သူ့ရဲ့ခေါင်းပေါင်းလေးကအဲ့လိုရှိလေးဆွဲထားတယ်နော်ရောအလဲမှာအဲ့လိုမျိုးလေး
ဒီပခုံးလေးနှစ်ဖက်ဆွဲတယ်နောက်ကော့လေးလေးသူ့ကိုတော့ဒူးလေးကွေးပြီးတော့ကနေပုံလေးဆွဲပါမယ်ပြီးသားရင်အဲ့ဒီအပေါ်မှာထုံးလေးเนาะပြီးတော့ကြတော့အဲ့ဒီသူကအင်ဂျီလက်ရှိလေးယူထားပါเนาะဒီဘက်လက်ကလေးကမြောက်ပြီးတော့ကနေတယ်ပုံလေးဆွဲပါမယ်တအားကြီးတဲ့ဒီဘက်ကျိုးမဆောင်နာနဲ့เนาะဒီဘက်မှာနောက်တစ်ယောက်မဆက်မိမှာတော့ပေါ်လေးကိုမြှောက်ပြီးတော့ဆွဲပေးလက်လေးဒီဘက်မှာတော့ကရင်တိုင်းတူလေးဆွဲပါမယ်ဒါကတော့ခေါင်းပေါ်ကပဝါလေးပေါ့နော်အဲ့ပေါ်မှာစပင်းလေးထပ်ပြီးတော့ရှည်အောင်မယ်စပင်းလေးနောက်ဖက်ထဲကစပင်းလေးလည်းရှည်ပေးမယ်နော်နောက်ဖက်ထဲလည်းရှေ့ရစမိတ်လေးရယ်
သူ့လက်လေးကပဝါလေးကိုကင်ထားပါမယ်ခုဆွဲမှာကတော့ရခိုင်တိုင်းသားလေးပဲဖြစ်ပါတယ်သူကလည်းခေါင်းပေါင်းလေးပါပါတယ်သူ့ရဲ့အမိတ်တွေကဒီဘက်လေးကိုရှာမယ်ဒီဘက်လည်းကားမြောက်ထားပြီးတော့အလံတိုင်လေးကိုကင်ပါမယ်သူက